ကျွန်တော်မိတ်ဆွေတွေဒီ merchant trade visa ကတ်ကလေးနဲ့ကျွန်တော်တို့ဒါမေဘန်မှာဘလို့ပတ်ဆက်ထုတ်ရလဲငွေဘလို့စစ်ကလဲဆိုတာကိုကျွန်တော်မျှဝေပေးသွားမယ်စိတ်ဝင်စားရဆိုရင်ကျွန်တော်တို့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့မှကြည့်လိုက်အောင်ကျွန်တော်တို့မေဘန် ATM ဆက်ကိုရောက်ပြီဆိုတာနဲ့ကတ်လေးထည့်လိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဘာသာစကားရွေးချယ်ပေးလိုက်ပါဒါကိုယ့်ရဲ့ password 6လုံးပေါ့နော်မှန်လေးရိုက်ထည့်ပေးဖို့လိုပါတယ်ပြီးသွားရင်တော့ကျွန်တော်ဘေးရင်ဆုံးဖြစ်စစ်မှာဆိုတော့ balance နှိပ်ပြလိုက်ပါပြီးရင်တော့ save ပေါ့နော်ဒါဆိုရင်ဒါကျွန်တော်တို့ဘေးလက်ကြံပြပေးထားတာဖြစ်ပါတယ် yes ကိုနှိပ်လိုက်ပါပြီးရင်တော့ပတ်ဆက်ထုံးမှာဖြစ်တဲ့အတွက် withdraw ပေါ့နော်ပြီးရင်တော့ဒီအောက်မှာရှိတဲ့ continue နှိပ်လိုက်ပါပြီးရင်တော့ save ကိုတစ်ချက်ထပ်နှိပ်ပေးပါဒါဆိုရင်တော့ဒါကျွန်တော်တို့လိုတဲ့လောက်အမောက်ကိုရိုက်ပြီးတော့မှထုတ်လို့ရပါတယ်ဒါဆိုရင်ကျွန်တော် ringgit 100ပေါ့နော် yes ကိုနှိပ်လိုက်ပါခဏလောက်စောင့်ပေးလိုက်ပါ ATM ဆက်တွေကတော့အားလုံးနှိပါပေါ့နော်ပတ်ဆက်ထုတ်တာကအတူတူပါပဲဒါ balance နဲ့ withdraw တွေပေါ့နော်အကုန်လုံးကအတူတူပါပဲထုတ်ရတာလည်းအရင်အဆင်ပြေပါတယ်ပေါ့နော်လွယ်ကူရွှေရှင်းပါတယ် yes ကိုနှိပ်လိုက်ပါအဆင်ပြေသွားပါပြီခင်ဗျာဟုတ်ကဲ့ပါဗျာဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေလည်းဒါ merchant trade visa ကလေးနဲ့ Maybank ATM ဆက်တဲ့ကနေပတ်ဆက်ဘယ်လိုထုတ်ရလဲဘေးဘယ်လိုဆက်ရလဲဆိုတဲ့နည်းလမ်းလေးကိုဒါတည်သွားလောက်ပြီလို့မျှော်လင့်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းကျွန်တော် comment မှာမေးခဲ့ပေးလို့ရပါတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်